အလူလုံးလို့တန်ချက်ဆက်တဲ့တခြင်းတွေအကျယ်ကြီးဖွင့်လို့ရှိရင်အဲ့ဒီနားမခံနိုင်တဲ့ပုံကိုယ်တွေတော်တော်ဒုက္ခရောက်ချဒုက္ခရောက်သည့်အတွက်ကြောင့်ဉာဏ်တဲ့လူတွေကတော့ဒေါသဖြစ်ကြမှာပဲဒါအလူလုံးနေတဲ့အချိန်မှာတခြင်းဖွင့်ပြီးတော့ဆိုကြလေးဆိုးနေမယ်ဆိုလို့ရှိရင်အလူတွေကိုစိတ်ရောက်ဖို့သိမရှိဘူးအလူပဲဆိုတာကုသိုလ်နဲ့အာယုံပြုပြီးတော့ကုသိုလ်စိတ်ဖြစ်ရမယ့်အချိန်ပေါ့ကုသိုလ်စိတ်ဖြစ်ရမယ့်အချိန်ကိုတခြင်းနားထောင်တဲ့အခါနဲ့ဆိုဆန့်ကျင်ပဲဖြစ်တယ်ဆန့်ကျင်ပဲဖြစ်သည့်အတွက်ကြောင့်သူလုပ်တဲ့လုပ်ငန်းနဲ့လုပ်ကိုင်နေတာနဲ့ကလုံးဝအဝင်ခွင့်ကြမဖြစ်ဘူးလို့တော့ပြောဘုံကြားခဲ့တယ်ဒီဘောနိုင်ငံတို့ဘာလို့ဆိုလို့ရှိရင်လူတန်းလို့လို့ရှိရင်တာမန်တခြင်းတွေကိုဖွင့်လို့မရှိဘူးဘုရားခုံတော်တရားခုံတော်အဲ့ဒီလိုတခြင်းလေးတွေကိုဖွင့်ပေးတယ်ကိုကြီးဆိုတဲ့တခြင်းတွေမဖွင့်ဘူးသူတို့မြန်မာနိုင်ငံမှာဒီအတန်ချက်ဆက်ဥပဒေရှိတယ်လို့ကြားတယ်ဒီမှာဗျအဲ့ဒီအကျယ်ကြီးဖွင့်လို့ရှိရင်သူအတန်ချက်ဆက်ဥပဒေကိုသူချိုးဖောက်ရရောက်တယ်တကယ်ဟိုလိုင်းနာသူမလိုင်းနာတာအားထားပါတော့ဒီမှာဗျဥပဒေရှိတယ်လို့ဘုံဘုံကြားဘူးတယ်ဒီမှာဗျဘုံတို့လည်းလို့အကျယ်ကြီးဖွင့်တာမကြိုက်ဘူးဒီမှာအတန်ကျဲတာဟာဖះကြိုက်တဲ့အလုပ်မဟုတ်ဘူးဒီမှာဗျမြတ်စွာဘုရားကစကားကြဲကြဲပြောတော့တောင်မကြိုက်ဘူးဒီမှာဗျတိုးတိတ်ငြိမ်သက်တာကိုကြိုက်တယ်မြင်တယ်ဒီမှာဒါကြောင့်ဘုရားကစကားပြောရင်တို့ပြောရမယ်ဘုရားကဆုံးမလေးရှိတယ်ဘာလို့ဆိုရင်မင်းတို့နှစ်ယောက်ဆုံးပြီလို့ရှိရင်တရားစကားရင်လည်းပြောတခြားစကားမပြောနဲ့တရားစကားပြောရင်ပြောမပြောဘူးဆိုရင်တို့ပဲ silence တရားနှလုံးသွင်းပြီးတော့တိတ်တိတ်နေတာအကောင်းဆုံးပဲဒီမှာဗျာမြတ်စွာဘုရားရဲ့အဆုံးအမအဲ့ဒီအဆုံးအမကိုဖောက်ဖျက်ရရောက်တယ်ဒီမှာအဲ့တော့ဘုရားစကားကိုလည်းဖောက်ဖျက်ရရောက်တယ်မလိုက်နာရရောက်တယ်ဒီမှာအတန်ချက်ဆက်သုံးတဲ့ဥပဒေကိုလည်းပဲဖောက်ဖျက်ရရောက်တယ်ဒီမှာဗျာနားအတန်မခံနိုင်တဲ့ပုဂ္ဂိုလ်တွေအတွက်လည်းအကြီးအကျယ်ဒေါသကိုဖြစ်စေတယ်ဒီမှာဗျာ